လူတွေဟာနေ့စဉ်စားလိုက်တောင်းလိုက်အိတ်လိုက်ပြောလိုက်အလုံးလုံးကြတယ်ဘယ်သွားနေကြတာတုံးလို့ဆိုလို့ရှိရင်အနိတ္တရာအဖြစ်ဏိကုံးကိုကြည့်လိုက်မယ်ဆိုရင်သိခြင်းတရားစီကိုသွားနေကြတာသိတဲ့စီကိုသွားနေကြတာပဲတနေ့ပြီးတနေ့သိတဲ့စီကိုသွားနေတယ်သို့သောလူတွေဟာမသိဘူးလားဆိုသိလို့စဉ်းစားပြီးတော့တမိုးရှိတာလုံးမလားဆိုမလုံးဘူးမလုံးနိုင်ဘူးဘာကြောင့်မလုံးနိုင်တော့ဆိုရင်တွေ့တာမှုတွေကလွန်အားကြီးတယ်အမှန်မသိမှုတွေကလွှမ်းမိုးထားတယ်ဒါကြောင့်မို့ဘဝတစ်ခုရလာတဲ့အခါမအိုတော့မဲ့ပုံမနာတော့မဲ့ပုံမသေးတော့မဲ့ပုံတူတွေဟာနေချထိုင်ကြတာဖြစ်တယ်အဲ့ဒါလောဘဒေါသမောဟတွေရဲ့လွှမ်းမိုးထားသည့်အတွက်ကြောင့်လူတွေဟာတမေ့ကြီးမေ့နေကြတယ်လူတွေရဲ့ဘဝဟာဒီလိုင်းကြီးတွေအောက်မှာနစ်မြုပ်နေသလိုပဲနစ်မြုပ်နေသလိုပဲခေါင်းမဖော်နိုင်အောင်အရှိန်ပြင်းထန်တဲ့အာယုန်တွေကလွှမ်းဖိထားတယ်လို့ဒီလိုဆိုလို့လောဘတွေကလွှမ်းဖိထားတယ်ဒေါသတွေကလွှမ်းဖိထားတယ်ရေစည်းတန်တဲ့တောင်ကျမြစ်ထဲမှာလူတယောက်ဟာဟိုဘက်ကမ်းရောက်အောင်ဖြတ်ကူးခြင်းဟာမတတ်နိုင်သလိုရေစည်းအောင်မျောပါသွားရတယ်လို့ပဲလူတိုင်းဟာဒီတွေ့တာမှုဆိုတဲ့ကာမောဟကြီးကိုကြော်လွှားဖို့ဆိုတာအလုံးကိုခဲနေမကြော်လွှားနိုင်ကြဘူးအဲ့ထဲမှာပဲမျောပါသွားကြတယ်လို့သူဆိုတယ်ဩဃတန္တိဒနောကာယောအနုတယဇာလမောတတောအနုတယလို့ဆိုတယ်အလွန်သိမ်မွေ့တာအကြောင်းဖြစ်လာလို့ရှိရင်ထပြီးတော့ဖြစ်တတ်တဲ့ကိုယ်ရဲ့ကြီးကကိုယ်လွှမ်းမိုးအုပ်ထားတယ်ရုံးထွက်မလို့ကြိုးစားလိုက်အုပ်ပြီးသားဖြစ်နေထမလို့ကြိုးစားလိုက်ချုပ်ကင်ထားပြီးသားဖြစ်နေတယ်ရုံးထွက်လို့မရဘူးတဲ့ဒီလိုဆိုလို့တယ်နော်ရုံးထွက်လို့မရတော့အောင်အနုတ္တယဆိုတဲ့ကိလေသာတွေကကိုယ်ပေါ်မှာလွှမ်းချုပ်ထားတယ်